ဘောလမြိုင်မှာအမိုးနဲ့ညီမအများမိသားစုမှာတားလေးအပြုံးမင်းသားလေးဆိုင်ရင်မိုးနဲ့ဖွဲ့သူဖွဲ့သားများအတွက်ဆုတော်ငွေတဲ့တားလေးကျမ်းမာရေးပြုဆိုင်ပါကျမ်းမာပြီးဒီတစ်ပတ်ကအောင်မြင်တဲ့မင်းသားလေးဖြစ်ပါစေတဲ့တားလေးဆိုင်ရင်မိုးအတွက်20သိန်းကိုအောင်ဖြိုးမင်းထက်5သိန်းရှင်းမင်းသားအဖွဲ့3သိန်းရှင်းမင်းသမီးအဖွဲ့3သိန်းလူရှင်တော်အဖွဲ့2သိန်းဆိုင်အဖွဲ့1သိန်းပြီးဝိုင်းအဖွဲ့1သိန်းတန်းစော်ထွေး30မိအဖွဲ့1သိန်းစက်ကိုင်အဖွဲ့1သိန်းကားလိတ်ဆွဲ9000အိုးတကြီး9000LED 9000စုစုပေါင်း38သိန်းနဲ့မှ9000ကျပ်ဒီလိုက်ကြပါပဲဒီလိုလေဇာတ်ဒီလိုလေးပြီးရပါလားထဲကြမရှိဘူးလေတော့ဟုတ်ပါစီးတော့